မင်္ဂလာပါရှင်ဒီနေ့တော့အခုခေတ်မှာပေါ့နော်တုံးလေးတုံးထားရှိတဲ့စကားလုံးတစ်ခုနှိတ်ကျွန်းသူရဲ့မူရင်းအဓိပ္ပာယ်ကအတွင်းလိတ်နှိတ်ဆိုတာကအတွင်းကျွန်းဆိုတာကလိတ်တယ်ချင်းစိခွေလူပေါ့နော်ဒီလိုတရစ်ချင်းစိအတွင်းကိုလိတ်ဝင်သွားတာမျိုးပေါ့နော်အတွင်းလိတ်အဲ့ဒါကိုအခုခေတ်မှာဘယ်လိုပြောကြလဲဆိုလို့ရှိရင်အတွင်းပြိုင်ဆိုင်မှုပေါ့နော်အတွင်းပြိုင်ဆိုင်မှုဒါမှမဟုတ်လေအကျိုးမရှိတော့အလွန်အကျွံပြိုင်ဆိုင်မှုကိုပြောတယ်ဥပမာကုမ္ပဏီတစ်ခုမှာပေါ့နော်ပုံမှန်အလုပ်ဆင်းချိန်က6နာရီဒါပေမဲ့ဝန်ထမ်းတစ်ယောက်ကပေါ့နော်8နာရီအထိသူက overtime ထိုင်လိုက်တယ်အဲ့ဒီချိန်မှာနောက်တစ်ယောက်ကလည်းခဏကျရင်သူ့ကိုအလုပ်မကြိုးစားလို့ပြောမှဆိုလို့ပေါ့နော်အလုပ်ကြိုးစားနေတယ်လို့ထင်ရအောင်သူလည်းပဲ8နာရီထိ8နာရီထိ overtime ဆင်းလိုက်တယ်အဲဒီလိုမျိုးပဲပေါ့နော်ကုမ္ပဏီမှာဝန်ထမ်း9ယောက်ရှိဆိုရင်9ယောက်စလုံးက8နိုင်မှာ 8နိုင်မှာအလုပ်ဆင်ကြတယ်အဲ့တော့အလုပ်2နိုင်ပို့လုပ်တယ်ပေါ့အမှန်တော့တနေ့ကုန်လုံးလောက်လာတာမှအရင်ပြင်ပန်းနေပြီဟုတ်လားဒါပေမဲ့2နိုင်ထပ်လုပ်လိုက်တဲ့အချိန်မှာအရင်ပြင်ပန်းသွားတယ်ပို့ပြီးပြင်ပန်းသွားတယ်ဒါပေမဲ့သူတို့ရဲ့ရလက်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာကုမ္ပဏီကဘယ်လောက်မှလည်းမတိုးတက်တော့အောင်ဒီတိုင်းပဲအဲ့ဒီလိုမျိုးကိုနှိပ်ကျွမ်းလို့ပြောတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကုမ္ပဏီတစ်ခုပါပေါ့နော်သူကကြီးလိုက်လို့ရှိရင်အရန်မဲ့အလုပ်ကြိုးစားနေတဲ့ပုံပေါ်အောင်မီတင်ထိုင်တာပေါ့နော်မနက်တစ်ချိန်နေ့လည်းတစ်ချိန်ညနေတစ်ချိန်တစ်ခါထိုင်လိုက်ရင်တနာရီခွဲ2နာရီလောက်ထိုင်လိုက်တယ်အပြင် report အချိန်ချင်းရေးခိုင်းတယ်ဒီ report ဟို report ပေါင်း16000ပေါ့ဒါပေမဲ့ပြန်ကြည့်လိုက်တဲ့အချိန်မှာကုမ္ပဏီကတိုးတက်ဒေါ်လာဆိုမတိုးတက်ဘာလို့လဲဆိုတော့ဒီ meeting တွေထိုင်လိုက်တဲ့အချိန်မှာအချိန်ကကုန်သွားတယ်တနေ့မှာအလုပ်ချိန်က8နာရီဆိုရှင် meeting ထိုင်တာနဲ့အချိန်ကုန်သွားတယ်အလုပ်လုပ်ဖို့အချိန်ကမရှိတော့ဘူးပေါ့နော်အစားရှိတဲ့ပြင်ပေါ့ဒီလိုမျိုးပင်ပန်းသွားတာပဲအဖက်တင်တယ်ပေါ့နော်ဝန်ထမ်းတွေကပင်ပန်းသွားတယ်လူတွေကအရင်ပင်ပန်းသွားတယ်ဒါပေမဲ့အကျိုးရလကဘလောက်မှလည်းမတက်လာဘူးနည်းနည်းတော့တက်လာမယ်ပေါ့ဒါပေမဲ့ site ထုတ်လိုက်တဲ့ခွန်အားတက်ရှင်လိုက်အလွန်အင်မတန်မှနည်းနေတာမျိုးဒါမျိုးနှိပ်ကျွမ်းလို့ပြောတယ်ပေါ့နော်နှိပ်ကျွမ်းဟုတ်လား